စိတ်ကောက်နေရီစားလေးနဲ့ချစ်ကြည်လေးယူပြီးပြီဆိုတော့သူအရန်ကြိုက်တဲ့ extra ကိုကြက်ပေါင်လေးနဲ့ပြုတ်ကြည့်ပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ရဟိန်းခတ်ပါခင်ဗျာဒီရက်ပိုင်းကအလုပ်တွေများနေရတဲ့ပဲရီစားလေးကိုလည်းဘာမှလိုက်မကြည့်ရလဲကြာပြီဆိုတော့ခောက်ဆွဲလေးပြုတ်ကြည့်ပါမယ်ခင်ဗျာဒီနေ့ခောက်ဆွဲပြုတ်ကိုတော့ဈေးလေးမသွားနိုင်တဲ့အရွက်တောင်မပါပဲဖြစ်တယ်လို့လေးပြုတ်ကြည့်ရမှာပါခင်ဗျာကြက်ပေါင်တွေကိုတော့သူတို့ကလေးကအရီကိုမကြိုက်တော့အရီကိုတွေကိုအကုန်ဖယ်ထုတ်လိုက်ပါတယ်ခင်ဗျာပြီးရင်တော့စားစနေဟင်းချုံမုံတို့လိုအပ်တယ်လို့လေးထည့်နေပြီးတော့15မိနစ်လောက်ပြုတ်ထားလိုက်ပါတယ်ခင်ဗျာကြက်သားလည်းပြုတ်ပြီးခောက်ဆွဲလည်းပြုတ်ပြီးကွက်တိပါပဲခင်ဗျာခောက်ဆွဲလေးကိုတော့ကျွန်တော်အများနဲ့ပြုတ်နေကြတဲ့အတိုင်းပဲရေးဆေးပြီးတော့စကားလေးနဲ့စစ်ထားလိုက်ပါတယ်ခင်ဗျာပြီးရင်တော့ spicy နဲ့အလိုက်ဖက်ဆုံးကြက်ဥလေးပါကြော်လိုက်ပါတယ်ခင်ဗျာကြက်ဥလေးကိုတော့ထုံးစံအတိုင်းပဲကိုကိုသူရအကြိုက်ကျွတ်လေးနဲ့ကျွန်တော်အကြိုက်မကြက်တစ်ကြက်လေးကြော်လိုက်ပါတယ်ခင်ဗျာရီစားနှစ်ယောက်ကဘာလို့အဲ့လောက်တဲ့နေကြရလဲဆိုတော့အကြိုက်ကနှစ်ယောက်လုံးဆန့်ကျင်ဘက်ပါပဲခင်ဗျာကြက်သားတွေကိုလည်းခုနကကြက်ဥလိုတယောက်တစ်မျိုးစီကြော်ပြီးပြီဆိုရင်တော့အရန်အရသာရှိပြီးထိမိခွင့်နေမယ် spicy ပြုတ်လေးရပါပြီခင်ဗျာ spicy ကတော့ဘယ်ချိန်ဆက်အရသာရှိလို့အခုဗီဒီယိုပြန်လုပ်နေတဲ့အချိန်မှာတော့တည်ကြပါတယ်ခင်ဗျာသူကြိုက်တဲ့ဟာလေးစားရတော့မယ်ဆိုတော့ကိုသူရကတော့အရန်ပျော်နေပါတယ်ခင်ဗျာကျွန်တော်နေ့စဉ်ဘဝမှာအရေးကြီးဆုံးကတော့ကိုသူရကိုဒီလိုလေးပြောင်းအောင်ထားနိုင်ဖို့ပါခင်ဗျာအခုကတော့နှစ်ယောက်သားအားရပါရစားပါတော့မယ်ခင်ဗျာ spicy လေးကတော့တလုတ်စားလိုက်တဲ့နဲ့နှကန်းတွေကိုပူထူပြီးတော့ရှယ်ပါပဲခင်ဗျာအရန်ဆက်နေတဲ့အချိန်မှာကြက်ပေါင်ကြီးကိုကိုက်လိုက်ရအရာသာတကယ်ကိုကောင်းပါတယ်ခင်ဗျာဒီရက်ပိုင်းမှာခောက်ဆွဲပြုတ်ပဲစားနေရဆိုတော့သူရလေးကိုချက်ကျွေးစီခြင်းနဲ့ဟင်းလေးရှင်လည်းမှတ်ပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ vlog တိုင်းကိုလည်းအဆုံးထိလိုက်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ